ဟိုရှိတုန်းကရှမ်းပြည်နယ်ရဲ့လှပတဲ့တောင်တန်းတွေကြားကရွာလေးတစ်ရွာမှာတစ္ဆာတရားကြီးမားတဲ့နန်းဦးပြင်ဆိုတဲ့မိန်းမလှလေးတူရှိခဲ့ဘူးလေ။ဒီနေ့မှာတော့ကုံတယ်ဖွဲ့ကြီးကိုခေါင်းဆောင်လာတဲ့ချောမောခန့်များတဲ့ခွန်ဆန်လောနဲ့ဆုံတွေ့ခဲ့ကြတယ်။မြင်ချင်းပဲသူတို့နှစ်ဦးဟာနှက်ဆိုင်နဲ့မြစ်တာနှောင်ကျိုးနဲ့ချီနာမိခဲ့ကြတယ်။ခွန်ဆန်လောဟာသူ့ဇာတိကိုပြန်ပြီးစီစဉ်ရမယ့်ကိစ္စတွေရှိလို့ခွဲခွာရတော့မယ်။သူဟာမိုးမကြမီရောက်ပြန်လာမယ်လို့ဂတိတစ္ဆာပြုခဲ့ပြီးသူမကိုထာဝရစောင့်နေဖို့တောင်းဆိုခဲ့တယ်။ဒါပေမဲ့ကံကြမ္မာကြောင့်ခွန်ဆန်လောရဲ့ခရီးကကြန့်ကြာခဲ့တယ်။ရက်ကန်းစင်မှာမျောငေးရင်းတစ်နေ့ထက်တစ်နေ့ပိန်ချုံလာတဲ့နန်းဦးပြင်ရဲ့မျောလင်းချက်တွေဟာတဖြည်းဖြည်းမှိမ့်မိန်လာခဲ့ပါပြီ။ဒါပေမဲ့သူနောက်ကျသွားခဲ့ပြီးခွန်ဆန်လောရောက်လာချိန်မှာတော့နန်းဦးပြင်ဟာနောက်ဆုံးထွက်သက်ကိုရှူရှိုက်နေရပြီးချစ်ရသူရဲ့ရင်ခွင်ထဲမှာနောက်ဆုံးနှုတ်ဆက်ရင်းနှစ်ဦးစလုံးဝမ်းနည်းပူဆွေးမှုနဲ့အတူအသက်ပါပေးဆက်ခဲ့ရတယ်။လူဘဝမှာမပေါင်းဖက်ခဲ့ရတဲ့ချစ်သူနှစ်ဦးဟာကောင်းကင်ယံမှာတော့ထာဝရကြေတာယာတွေဖြစ်သွားခဲ့ကြတယ်။သူတို့ကိုငကားငွေတန်းခေါ်တဲ့ကျေမြင့်ကြီးကထာဝရခြားနာထားစေပါ။